ရှေ့တော့ငါပင်လယ်ကြီးတစ်ခုရဲ့အောက်မှာငါးတွေအများကြီးကတနာကြောက်တန်းတစ်ခုမှနေထိုင်ကြတာပေါ့အဲ့ဒီနေရာလေးဟာအေးရှမ်းတာယာပြီးအလွန်လောက်ပါတယ်အဲ့ဒီနေရာမှာနေတဲ့သူငယ်ချင်း၃ယောက်ရှိတယ်သူတို့၃ယောက်ရဲ့နာမည်တွေကတော့လက်တီဆိုရဲငါးပူတင်းကလေးစတားဆိုရဲကျဲငါးကလေးနဲ့အကွာဆိုရဲဟာတာငါးကလေးတို့ဖြစ်ကြပါတယ်တရမှာသူတို့တွေအားလုံးဟာကိုယ့်အလုပ်ကိုလုပ်နေကြတော့အန်ဒီရဲ့ကြီးတစ်ခုနဲ့ကြုံတွေ့လိုက်ရတာပေါ့အဲ့ဒီအန်ဒီရဲ့မှာအမိုက်တွေအများကြီးပဲသူတို့ရဲ့နေရာလေးကိုရောက်လာတာပါပဲလက်တီစတားနဲ့အာကွာတို့ကလည်းအမိုက်တွေသူတို့အိမ်လေးကိုမရောက်ခင်သူတို့တွေဟာအထုပ်တွေအမြန်ဆုံးမြင်စင်ပြီးသူတို့ရဲ့နေရာလေးကနေပြီးကြတော့တာပေါ့သူတို့နေရာကနေထွက်ခွာပြီးပြေးနေရင်သူတို့နားလို့ရမယ့်နေရာလေးတစ်ခုကိုရောက်လာတာပေါ့အဲ့ဒီနေရာလေးဟာအန်ဒီရဲ့ကင်းလို့သူတို့တွေဟာနားနေတော့လက်တီကမေးတော့တယ်ခုနကတွေးလိုက်တာဘာတွေလဲအဲ့ဒါတွေကလူတွေဖြစ်ကြတဲ့အမိုက်တွေလေဘာဖြစ်လို့လူတွေကပင်လယ်ထဲကိုအမိုက်တွေပြစ်ကြတာလဲလူတွေက sustainable living ဆိုတဲ့ရေရှည်တည်တတ်သောနေထိုင်မှုမျိုးကိုမလိုက်နာလို့လေရေရှည်တည်တတ်သောနေထိုင်မှုဆိုတာပါကြီးမှမသိဘူးဆိုရင်ရေရှည်တည်တတ်နေထိုင်မှုဆိုတာဟာစားစရာတော့အလွယ်တကူရှာတွေ့ပြီလို့သူတို့တွေဟာအတန်ကြားလိုက်ရတာပေါ့တငယ်ချင်း၃ယောက်ဟာအနောက်ကိုလဲကြည့်လိုက်တော့ငမန်းအကြီးတစ်ကောင်တွေ့လိုက်ရတော့တယ်သူတို့တွေအားလုံးဟာအလန့်တကြားကြည့်နေကြတော့ငမန်းကြီးဟာသူတို့ကိုကိုက်စားဖို့လိုက်တာပဲဒါပေမဲ့သူတို့တွေကအချိန်မီရှောင်လိုက်ပြီးပြေးကြတော့တာပေါ့ပြေးနေကြတော့ငမန်းကြီးကမင်းတို့တွေငါးလက်ထဲကမပြေးနိုင်ဘူးလို့ပြောပြီးနောက်ကလိုက်တယ်သူငယ်ချင်း၃ယောက်ဟာပြေးနေရင်လက်နှစ်ခွတကိုတွေ့တော့လက်တီကဘလန်ကနေဖြတ်ကြတယ်ဟိုမိတော့စတားကလမ်းချစ်တဲ့အပကနေသွားမယ်အဲ့ဒါမှငမန်းကညစ်ပြီးပြေးဖို့အချင်းပူရမှာသူတို့တွေဟာလမ်းချင်းကနေဖြတ်လိုက်တော့ငမန်းကြီးကပြေးလိုက်ပြီးညက်မိသွားတော့တယ်သူညက်နေတော့သူငယ်ချင်း၃ယောက်ကဘုံမနေရမြင်တော့ရှာကြတော့တယ်သူတို့တွေကရှာတွေ့ပြီးအဲ့ဒီနေရာလေးမှာဘုံနေကြတော့မဲ့လက်တီကငိုပါတော့တယ်လက်တီငိုတာကိုအာကွာနဲ့စတာကသူ့ကိုချော့လိုက်ပါတော့တယ်သူငိုရလဲရက်တော့အာကွာက sustainable living အကြောင်းကိုဆက်ပြီးရှင်းပြတော့တာပေါ့ရေရှည်တည်တတ်သောနေထိုင်မှုဆိုတာပါကြီးမှမသိဘူးဆိုရင်ရေရှည်တည်တတ်နေထိုင်မှုဆိုတာနေထိုင်မှုအနာဂတ်အတွက်ပိုကောင်းအောင်ပြုလုပ်တဲ့နေထိုင်မှုပုံစံတစ်မျိုးပဲကွာကရေရှည်တည်တဲ့နေထိုင်မှုအကြောင်းဆက်ရှင်းပြပြီးတော့လက်တီကပြောတယ်ငါတို့တွေနေစရာနေရာရှာရမယ်မရှာရင်အစားအစာကုန်သွားလိမ့်မယ်ကွာနဲ့စတားကလည်းသဘောတူပြီးနေစရာနေရာလေးတစ်ခုကိုအတူတူရှာကြတော့တယ်ရှာတွေ့တော့ခဏနာပြီးဆွေးနွေးကြတယ်ငါတို့နေခဲ့တဲ့နေရာကိုတွားကြည့်တဲ့ချိန်တဲ့ငါနည်းနည်းစိတ်ပူနေပြီမင်းတို့တွေရောသဘောတူလားအေးငါလည်းသဘောတူတယ်ငါတို့အင်ကိုစိတ်ပူတယ်စတားကလည်းသဘောတူပြီးသူတို့အိမ်ကိုပြန်နေကြရင်ငမန်းကြီးကိုပြန်တွေ့ရတာပေါ့ငမန်းကြီးကပလတ်စတစ်အိတ်ကြီးတစ်ခုမှာကက်ညှိနေတာကိုတွေ့လိုက်ရတယ်ငါပလတ်စတစ်အိတ်နဲ့ညှိနေတော့ကဲပါအောင်တရားရောက်ငါ့ကိုကဲပါအောင်ငယ်ချင်းတို့ယောက်ကကြောက်ပေမဲ့ငမန်းကြီးကိုပြန်ဖြေတယ်ကျွန်တော်တို့တွေကိုမစားဖို့ကတိပေးပါဟုတ်ပါပြီကတိပေးပါတယ်အဲ့ဒါနဲ့သူငယ်ချင်း၃ယောက်ကကူညီပေးလိုက်တော့တာပေါ့ကျေးဇူးတင်ပါတယ်ငမန်းကြီးကိုလည်းကူညီသူငယ်ချင်း၃ယောက်အိမ်ပြန်ဖို့ခရီးထက်ဆက်ခဲ့တယ်
အိမ်ကိုရောက်တော့အခါအမိုက်တွေအများကြီးပဲဖြစ်နေတာကိုမြင်လိုက်ရတယ်အရင်တုန်းကလှပခဲ့တဲ့နေရာလေးဟာအခုအမိုက်တွေနဲ့ပျက်စီးသွားတော့သူတို့၃ယောက်ဟာဝမ်းနည်းစွာနဲ့နေရာအတစ်ရှာဖို့ဒီနေ့ရမလေးမှာထွက်ခွာခဲ့ရတော့တာပေါ့